နှလုံးပါခြင်းနှလုံးပါခြင်းဆိုတာစိတ်ပညာအရာ atrial septal defect ASD ဒါမှမဟုတ် ventricular septal defect VSD လို့ခေါ်တဲ့နှလုံးအခန်းချားနေရမှာအပေါက်ပါနေတာကိုဆိုလိုတာပါဒါဟာမွေးရပါနှလုံးရောဂါတစ်မျိုးဖြစ်ပါတယ်နှလုံးမှာအပေါက်ပါတာအချိန်မီမဖာရင်ဘာဖြစ်မလဲနှလုံးမှာအပေါက်ပါတာနှလုံးဖာခြင်းဒါဟာအသက်အန္တရာယ်လားလူကြီးတွေပြောနေတဲ့နှလုံးဖာရမယ်ဆိုတာပါလေတင်ကလေးကလမ်းလျှောက်ရင်ခဏခဏမုန်းနေတဲ့ကိုယ်လေးချိန်မတက်ဘူးဆိုရင်ဒါဟာနှလုံးအခန်းချားနေရမှာအပေါက်ပါနေတဲ့လက္ခဏာဖြစ်နိုင်ပါတယ်။ဘာကြောင့်ဖာရတာလဲပုံမှန်ဆိုရင်နှလုံးရဲ့ဘယ်ဘက်နဲ့ညာဘက်အခန်းချားမှာနေရင်ရှိရပါတယ်။အဲ့ဒီနေရမှာအပေါက်ပါနေတဲ့အခါအောက်ဆီဂျင်ပါတဲ့သွေးတန်တွေကညာဘက်အခန်းထဲကိုကျန်စည်းဝင်သွားပါတယ်။သွေးတန်နဲ့သွေးပုတ်ရုံးနှိုးသွားတာပါ။အဲ့ဒီအခါနှလုံးနဲ့အဆုပ်ကအနုတွေအစမတန်ပို့လို့ရပြီတဖြည်းဖြည်းနဲ့နှလုံးကြည်လာတာနှလုံးအားနေတာတွေဖြစ်လာတာပါတတိထားရမယ့်လက္ခဏာများဒီလက္ခဏာတွေရှိရင်မပေါ့ပါနဲ့အသက်ရှူမြင်ခြင်းမောလေခြင်းနှုတ်ဆိုရင်ချွေးထွက်လွန်ခြင်းခဏခဏအဆုပ်အေးမိအဆုပ်ရောင်ခြင်းနှာခမ်းနဲ့တသိန်းများပြနှန်းခြင်းဒီအပေါက်ကိုအချိန်မီမဖာပဲထားလိုက်ရင်နောက်ပိုင်းမှာကုလို့မရတော့တဲ့အဆုပ်သွေးဖိအားတက်ခြင်းIsamanja syndrome ဖြစ်သွားပြီးအသက်အန္တရာယ်စိုးရိမ်ရတဲ့အထိဖြစ်သွားနိုင်ပါတယ်။ Treatment option ကုသနည်းများခွဲစိတ်စရာမလိုပဲဖာလို့ရပါပြီ။အခုခေတ်မှာတော့အပေါက်တိုင်းကိုရင်ဘတ်ခွဲစရာမလိုတော့ပါဘူး။ Divide closure လို့ခေါ်တဲ့ပေါင်ချံသွေးကြောကနေတဆင့်ပိုက်လေးထည့်ပြီးချီကလေးနဲ့ပိတ်တယ်လို့မျိုးအပေါက်ကိုဖာလို့ရနေပါပြီ။ဒါပေမဲ့အပေါက်အရင်ကြီးရင်တော့ခွဲစိတ်ကုသဖို့လိုအပ်ပါလိမ့်မယ်။စောသိရင်စောပြောက်ပါတယ်နှလုံးမှာအပေါက်ပါတာထောက်เสียမဟုတ်ပါဘူးအချိန်မီကုသမှုခံယူရင်ပုံမှန်လူတစ်ယောက်လိုပဲတက်တန်းစိနေထိုင်သွားလို့ရပါတယ်အရေးကြီးတာကခလေးမှာထူးခြားတဲ့လက္ခဏာတွေတွေ့ရင်အထူးကုဆေးရဝန်နဲ့နှလုံးကိုလက်တင်တန်ဆန့်တက်မှုechocardiogram အញ្ញံဆုံးလုပ်ကြည့်ဖို့ပါပဲတစ်ပံဝင်ခြင်းမှာနှလုံးရောဂါရှိတဲ့ခလေးတွေရှိလားဒီဗီဒီယိုလေးကို share ပေးခြင်းအပြင်မွေးရပါနှလုံးရောဂါရှင်လေးတွေကိုကင်တင်ပေးလိုက်ပါခင်ဗျားမာရောနှလုံးနဲ့ပတ်သက်ပြီးသိချင်တာရှိလား comment မှာရေးခဲ့အောင်နော်ကျမရဲ့ဘူးသူကတွေအတွက်ကျွန်တော်ကို follow လုပ်ထားဖို့မမိနဲ့အောင်